ကျွန်တော်တို့ဘဝပျော်ရွှင်တာတွေဝမ်းနည်းတာတွေဒေါသဖြစ်တာတွေစိတ်ပူပန်ဒုက္ခရောက်ရတာဒါတွေကလူလောကမှာရှင်သန်နေသမျှကြုံတွေ့ရမယ့်အရာတွေပါပဲဒါတွေဖြစ်ရခြင်းရတကယ်တော့တခြားလူကြောင့်ဆိုတာထက်ကျွန်တော်ရဲ့စိတ်ကြောင့်လည်းအများကြီးပါတယ်အဲ့တော့ကျွန်တော်ရဲ့စိတ်ကို control လုပ်ဖို့လိုအပ်လာပြီစိတ်ဆိုတဲ့အရာကအဲ့တော့မထိန်ချုပ်ဘူးဆိုရင်တွားခြင်းရတွားနေတတ်တဲ့သဘောမျိုးရှိအဲဒါကြောင့်မလို့ကျွန်တော်ဒီကနေ့ဒီဗီဒီယိုလေးမှာကျွန်တော်ရဲ့ဒီစိတ်ကိုပေါ့နော် negative thought ပေါ့ဒီကပြောလို့ဆိုအနှုတ်သဘောဆောင်တဲ့အတွေးတွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့အကြောင်းလေးကိုမျှဝေပေးချင်ပါတယ်ဝဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စိတ်ခွန်ဖြစ်စေမယ့်အကြောင်းအရာတွေ personal development နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေတင်ဆက်ပေးနေတဲ့ Success with Henry က Henry ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့စိတ်ကအမြဲတမ်းအပြုသဘောဆောင်တဲ့ positive thought တွေကိုပဲတွေးနေတာမဟုတ်သူ့မှာအနှုတ်သဘောဆောင်တဲ့ဒီ negative thought ဆိုတဲ့အရာတွေလည်းတွေးနေတတ်တယ်အဲ့တော့ကျွန်တော်တို့negative thought ဆိုတဲ့အရာကိုကျွန်တော်တို့ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုဗုဒ္ဓအနေနဲ့ဟောကြားပေးထားတာရှိတယ်။နိလန်းလေးကိုပေးထားတာရှိတယ်။အဲ့တော့ဒီနေ့ဒီဗီဒီယိုမှာကျွန်တော်အဲ့ဒါလေးကိုမျှဝေပေးသွားချင်တယ်။ပထမဆုံးကျွန်တော်အနေနဲ့ဒီ negative thoughts လို့ပြောလိုက်တဲ့နေရာမှာဘာတွေရှိမလဲ negative thoughts လို့ပြောလိုက်တဲ့မှာဒေါသတွေလိုချင်တတ်မှတ်မှုတွေနောက်ပြီးမနာလိုမှုတွေနာကျင်မှုတွေစသဖြင့်ဒါတွေဒီအနှုတ်သဘောဆောင်တဲ့ negative thought လို့ကျွန်တော်တို့သတ်မှတ်တယ်နော်အဲ့ဒါတွေကိုကျွန်တော်တို့ဘယ်လိုထိန်းချုပ်မလဲဟုတ်ပြီထိန်းချုပ်မယ်ဆိုရင်ညမှာအရင်ဆုံးပထမဆုံးလုပ်ရမယ့်အရာဘာလဲဆိုတော့ကျွန်တော်တို့တွေဒီကိုဘာတွေးနေလဲဆိုတာကိုအရင်ဆုံးသိဖို့လိုတယ်အဲ့အတွက်ကြောင့်မလို့ self awareness လို့ခေါ်တာပေါ့နော်ကိုသိရှိခြင်းကိုဘာတွေးနေလဲကိုဘာတွေတွေးမိနေလဲကိုအတွေးတွေကိုနားလည်မှသာကျွန်တော်တို့နောက်ထပ်ဘယ်လိုထိန်းချုပ်ရမလဲဆိုတာလေးသိမှာဖြစ်တယ်အရင်ဆုံးအဲ့ဒါကြောင့်မို့ကျွန်တော်တို့ပထမဆုံးလုပ်ရမှာကိုအတွေးကိုကိုဘာတွေးနေလဲဆိုတာကိုအာရုံစိုက်ဖို့လိုတယ်သိရှိထားဖို့လိုတယ်အဲ့လိုနားလည်မှသာဒီအနှုတ်တဘောဆောင်တဲ့ဒီ negative thought တွေကိုကျွန်တော်တို့ထိန်းချုပ်နိုင်မှာဖြစ်တယ်အဲ့အတွက်ကြောင့်မို့ဗုဒ္ဓအနေနဲ့အချက်၅ချက်အဆင့်၅ဆင့်တနည်းအားဖြင့်အဆင့်၅ဆင့်ကိုပြောပြပေးထားတယ်အဲ့ဒါကဘာတွေလဲဆိုရင်နံပါတ်1တစ်ချက်အနေနဲ့အပြုသဘောဆောင်တဲ့အတွေးတွေပြောင်းလဲပြရမှာနော်ဒီအနှုတ်သဘောဆောင်တဲ့အတွေးတွေမဟုတ်ဘဲနဲ့အဲ့ဒီအစာပြုသဘောဆောင်တဲ့အတွေးတွေကိုကျွန်တော်ပြောင်းလဲပြရမယ်အမျက်တော်တာတွေမနာလိုမှုတွေနာကျင်မှုတွေဆိုရအနှုတ်သဘောဆိုရ negative thought ဆိုတဲ့အရာကိုသိသွားပြီဆိုရင်ကျွန်တော်တို့ဘယ်လိုတွေးရမလဲဆိုရင်ဒီအပြင်ကုသိုလ်ဖြစ်စေတဲ့အတွေးလို့ဆိုတာပေါ့ကုသိုလ်ဖြစ်စေတဲ့အတွေးဒီစိတ်ကိုငြိမ်းချမ်းစေတဲ့အရာတွေစိတ်ကိုဒီပီတိဖြစ်စေတဲ့အရာတွေကိုကျွန်တော်ပြောင်းလဲတွေးကြည့်ဖို့လိုအပ်တယ်ဗုဒ္ဓနဲ့ဘယ်လိုဥပမာပေးထားလဲဆိုရင်အတိတ်မှာတခြားတယောက်ကိုကကူညီခဲ့ဘူးတာမျိုးဖြစ်ဖြစ်တခြားတယောက်ကိုပဲလူဒန်းခဲ့ဘူးတာမျိုးဖြစ်ဖြစ်စသဖြင့်ဒီလိုအကုသိုလ်ဖြစ်စေတဲ့အတွေးမျိုးကိုတွေးကြည့်ရမယ်ပထမဆုံးလုံးမှာအဲ့လိုတွေးရမယ်ဆိုတဲ့အကြောင်းပြောပြထားတယ်ဟုတ်ပြီဒုတိယတစ်ဆင့်အနေနဲ့ကျတော့ဘယ်လိုမျိုးလဲဒုတိယတစ်ဆင့်ကျတော့ကျွန်တော်တို့စိုးကျိုးများကိုစဉ်းစားခြင်းပေါ့နော်စိုးကျိုးများကိုစဉ်းစားခြင်းအဲ့လိုပြောလိုက်တဲ့အခါမှာဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့တွေးနေတဲ့ဟာတွေဒီအနှုတ်သဘောဆောင်တဲ့ negative thought တွေအဲ့လိုတွေးပြီးဆိုရင်ကျွန်တော်တို့ကိုယ့်အတွက်တည်းမဟုတ်ဘဲနဲ့တခြားသူအတွက်ပါထိခိုက်နိုင်နေဆိုရင်အကြောင်းစဉ်းစားရအောင်ပေါ့နော်တကယ်တော့ကျွန်တော်ဒီအတွေးဆိုရင်ဆက်ပြီးတော့တွေးနေမယ်ဆိုရင်ကျွန်တော်ကြီးထွားလာနိုင်တယ်ဟုတ်နော်ကိုယ့်အတွက်တည်းမဟုတ်ဘဲနဲ့တခြားလူအတွက်ပါနာကျင်စေနိုင်တဲ့ဆိုတဲ့အကြောင်းကိုစဉ်းစားပြီးတော့ကိုယ့်ရဲ့ငြိမ်းချမ်းမှုကိုယ်စိတ်ငြိမ်းချမ်းမှုတွေလည်းထိခိုက်စေနိုင်တယ်ကိုယ်အနှောက်အယှက်ဖြစ်စေနိုင်တယ်အဲ့ဒီအကြောင်းကိုအဲ့ဒီဆိုးကျိုးကိုကျွန်တော်တွေးရမှာပေါ့နော်အဲ့လိုတွေးတဲ့အခါမှာအဲ့ဒီဆိုးကျိုးတွေတွေးတဲ့အခါမှာအဲ့ဒီ negative thought တွေကဆိုးကျိုးဖြစ်စေနိုင်တယ်ဆိုတဲ့အကြောင်းကို
တွေးမိတဲ့အခါစဉ်းစားမိတဲ့အခါမှာကျွန်တော်တို့စိတ်ကအဲ့ဒီအတွေးတွေကိုရှောင်ခွာရတတ်တယ်အဲ့ဒါကြောင့်မလို့ဗုဒ္ဓအနေနဲ့ဒုတိယသဆင့်ကျွန်တော်တို့လေ့ကျင့်မှာ negative thought တွေရဲ့ဆိုးကျိုးပေါ့နော်ဒီမကောင်းတဲ့စိတ်တွေရဲ့ဆိုးကျိုးကိုကျွန်တော်စဉ်းစားရမယ်ဟုတ်ပြီနံပါတ်3သဆင့်အနေနဲ့ဘယ်လိုမျိုးလဲဆိုတော့ no attention အာယုံမစိုက်ပဲနဲ့ကျွန်တော်တို့လစ်လျူရှုရမယ်လစ်လျူရှုဖို့ပြောပြထားတယ်ဒီအတွေးကကျတော့အတွေးဆိုတဲ့အမျိုးကပို့ပြီးတော့ကျွန်တော်ခုနပြောလို့ပို့ပြီးအာယုံစိုက်နေပြီပို့ပြီးတော့ကြီးထွားလာနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့တို့တွေအဲ့ဒါကိုအာယုံမစိုက်ဘဲနဲ့လွတ်ထားဘာနဲ့ဥပမာပေးထားလဲဆိုတော့ကျွန်တော်ကလေးတွေကလေးလဲကြလို့ငိုနေတဲ့အချိန်မှာမိဘကကလေးကိုမစိုက်ဘဲနဲ့လွတ်ထားလိုက်တဲ့အချိန်မျိုးပေါ့အဲ့လိုလွတ်ထားလိုက်ချိန်ကျတော့ကလေးကလည်းမောပြီးတော့အငိုရက်သွားတယ်အဲ့လိုမျိုးပြောချင်တာအဲ့တော့ကျွန်တော်တို့အသွေးတွေကိုလည်းအဲ့လိုပဲကျွန်တော်တို့အာယုံမစိုက်နဲ့အာယုံမစိုက်ဘဲနဲ့လွတ်ထားမယ်အဲ့လိုလွတ်ထားတဲ့ချင်းကြောင့်တို့ဒီအသွေးတွေကထပ်ပြီးတော့မကြီးထွားလာနိုင်တော့ဘူးပေါ့နော်တယောက်ယောက်ကိုစိတ်ဆိုးနေရမယ်ဖြစ်ဖြစ်တကယ်လို့စိတ်ဆိုးတဲ့အကြောင်းထပ်ခါတွေးနေပြီဆိုရင်လည်းမိတ်ဆွေအနေနဲ့တယောက်ယောက်ကိုဒေါသဖြစ်လို့တွေးနေပြီဆိုရင်လည်းကိုယ့်အတွက်ပဲဒုက္ခရောက်မှာတခြားလူတွေလည်းဒုက္ခရောက်မယ်အဲဒါကြောင့်မလို့တွေးတွေကိုလုံးဝ no attention ပေါ့နော်အာယုံမစိုက်ဘဲနဲ့လွတ်ထားမယ်ပြုတဘောဆောင်တဲ့အတွေးမျိုးမဟုတ်ဘူးအနုတ်တဘောဆောင်တဲ့အတွေးမျိုးတွေးပြီးဆိုတာပြီးလာတဲ့အခါအာယုံမစိုက်ဘဲနဲ့ထားဖို့ဘုရားပြောထားတယ်နံပါတ်4ဆင့်ကျတော့ကျွန်တော်ရဲ့အတွေးဖြစ်စဉ်ကို relax လုပ်ပြရမယ်အတွေးဖြစ်စဉ်ကိုဖြေလျှော့ပြရမယ်ကျွန်တော်တို့အနုတ်တဘောဆောင် negative thought တွေတွေးပြီးဆိုရင်ကျွန်တော်စိတ်ကပြန်လည်ပြီးတော့ကိုယ့်အလုပ်လည်းရှုပ်စေတယ်နောက်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုလည်းနှောင့်ယှက်ပေးတယ်စိတ်တွေလည်းညစ်ရတယ်ပေါ့နော်အဲ့တော့အဲ့ဟာတွေကိုတွေးပြီးတော့ကျွန်တော်အဲ့ဒီအစားဒီပေါ့နည်းနည်းတိမ်မွေးဒီအတွေးလေးပေါ့မှာချစ်ချင်းမြတ်တာလေးနဲ့ပတ်သက်တာလေးကိယူနာလေးနဲ့ပတ်သက်တာလေးအဲ့ဒါတွေကိုတွေးပြရမှာပေါ့နော်အဲ့ဒါတွေကိုတွေးခြင်းအပြင်အဲ့ဒါတွေကိုများများတွေးပြီးဖို့ဘုရားကပြောထားတယ်အဲ့လိုများများတွေးတဲ့အခါမှာကျွန်တော်စိတ်ကအနုတ်သဘောဆောင်တဲ့အတွေးစီမရောက်တော့ဘဲနဲ့positive thought လေးတွေကိုတွေးမိမယ်ဆိုတဲ့အကြောင်းလေးကိုဗုဒ္ဓကပြောထားတယ်ဟုတ်ပြီနံပါတ်5အချက်ကကျတော့အရေးကြီးတဲ့အထက်မှာပါတယ်ဒီနံပါတ်5အချက်ကဗုဒ္ဓကဒီဘယ်လိုပြောထားလဲဆိုတော့ဒီအတွေးတွေကိုကျွန်တော်တို့တတိတရားလေးနဲ့ခြေဖြတ်ပြရမယ်ဆိုတဲ့အကြောင်းပြောထားတယ်အဲ့လိုခြေဖြတ်တဲ့ညမှာဆုံးဖြတ်ချက်တစ်ခုချထားဖို့လည်းပြောထားတယ်ပေါ့နော်ခိုင်မာတဲ့ဆုံးဖြတ်ချက်ပေါ့ဘာလဲဆိုတော့ငါဒီ negative thought ဖြစ်တဲ့မကောင်းတဲ့အတွေးတွေကမတွေးဘူးဆိုရင်ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုချထားဖို့ပြောထားတယ်ဒါပေမဲ့ဗုဒ္ဓကဒီအချက်ကိုကြာဒီနောက်ဆုံးအဆင့်ကိုကြာလူတိုင်းအတွက်ဒါလုပ်ဖို့မထောက်ခံတာဘူးမပြောထားဘူးဘာကြောင့်လဲဆိုရင်ကိုကဒီမကောင်းတဲ့အတွေးတွေငါမတွေးဘူးဆိုပြီးတော့ဆုံးဖြတ်ချက်အနေနဲ့အတင်းကျပ်ဖိအားပေးနေတဲ့အချိန်မှာဖိအားပေးလိုက်တဲ့အခါမှာကျွန်တော်အတွေးကပို့ပြီးတော့အာရုံစိုက်သွားပြီးဖြစ်သွားတယ်ပေါ့နော်ကျွန်တော်ခုနကပြောတဲ့နံပါတ်3တစ်ချက်နဲ့လည်းတူတယ်အတွေးတွေကိုအာရုံစိုက်တဲ့အချိန်မှာအတွေးတွေကပို့ပြီးတော့ကြီးထွားလာတယ်အဲ့ဒီအတွက်ကြောင့်မလို့အာရုံမစိုက်ပဲထားဖို့အဲ့တော့ဒီနံပါတ်5အချက်မှာကြာတော့ဒီနံပါတ်5အဆင့်မှာကြာတော့အတွေးကအနှုတ်သဘောဆောင်တဲ့ negative thought တွေမတွေးဘူးဆိုပြီးတော့အတင်းကျပ်ဖိအားပေးလေဒီအတွေးတွေကပို့ပြီးတော့ကြီးထွားလာတယ်အဲ့ဒါကြောင့်မလို့ဗုဒ္ဓဘိုင်းကိုမထောက်ခံတာဘူးလှုပ်ဖို့မထောက်ခံတာဘူးဘလို့လူတွေလှုပ်တင်လဲဆိုတော့အတွေးကြုံများတဲ့လူတွေဒီအတွေးကြုံများတဲ့လူတွေတကယ်ပေါ့စူးစမ်းပြီးတော့လေ့ကျင့်ထားတဲ့လူတွေအတွက်ပဲထောက်ခံထားတယ်ပြီးတော့သူအနေနဲ့ဒီအပေါ်ကအချက်
ဒီအဆင့်၄ဆင့်ကိုလှုပ်ထားတဲ့သူတွေလေ့ကျင့်ထားတဲ့သူတွေအတွက်ပဲဒီနံပါတ်5အဆင့်ကိုလှုပ်ဖို့အကြံပေးထားတာရှိတယ်ပေါ့နော်ဒီအဆင့်တွေကိုဒီအောက်ဆုံးကအဆင့်ကိုမလှုပ်ဘဲနဲ့နေလို့ရလားဆိုတော့လည်းရပါတယ်ဒီအပေါ်ကအဆင့်၄ဆင့်ကိုကျွန်တော်တို့လေ့ကျင့်ပြီးတော့ကျွန်တော်တို့ရဲ့ negative thought ကိုထိန်းချုပ်လို့ရပါတယ်ဒီဟာတွေကတကယ်တော့ချက်ချင်းနေ့စဉ်ညစဉ်လေ့ကျင့်လို့မရဘူးနေ့စဉ်နော်ဖြည်းဖြည်းချင်းကျွန်တော်တို့တဖြည်းဖြည်းချင်းလေ့ကျင့်သွားမှဖြစ်မဲ့အရာတွေပေါ့နော်အဲဒါကြောင့်မလို့ဒါနေ့စဉ်လေ့ကျင့်ဖို့လည်းပြောထားတယ်ကျွန်တော်အနေနဲ့ဒါအချင်းချုပ်ပြန်ပြောပေးရမယ်ဆိုရင်ဗုဒ္ဓအနေနဲ့ကလို့ပြထားတယ်ကျွန်တော်ရဲ့အတွေ့တွေဒီဒေါသတွေမနာလိုမှုတွေနာကျင်မှုတွေလိုချင်တတ်မှတ်မှုတွေဖြစ်တာတဲ့ခါမှာကျွန်တော်စိတ်ကိုထိန်းချုပ်ဖို့အတွက်အဆင့်5ဆင့်ပြောထားတယ်အဆင့်5ဆင့်မလုပ်ခင်မှာပါအရင်လောက်အောင်လဲဆိုတော့ပထမဆုံးကျွန်တော်တို့အတွေ့ပါတွေးနေလဲဒီ negative thought တွေကဘာတွေလဲဒါတွေကိုအရင်ဆုံးသိရှိနားလည်အောင်လုပ်ထားဖို့ကိုသိရှိထားဖို့ self awareness ဖြစ်ထားဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းအရင်ဆုံးပြောထားတယ်အဲ့လိုပြောပြီးအဲ့လိုလုပ်ပြီးအဲ့လိုသိပြီးဆိုမှကျွန်တော်ပထမဆုံးအဆင့်အနေနဲ့ဒီ positive thought ဆိုတဲ့ဒီအပြုသဘောဆောင်တဲ့အတွေးတွေကိုတွေးဖို့ပြောထားတယ်ဥပမာကုသိုလ်ဖြစ်စေတဲ့အတွေးမျိုးပေါ့အရင်ကတခြားသူကိုကူညီခဲ့ပူတာမျိုးဒါတွေကိုတွေးပေးရတယ်ဒါတွေတခြားသူကိုလူတန်းခဲ့တာဒီလိုကုသိုလ်ဖြစ်စေတဲ့အတွေးမျိုးတွေစိတ်ကိုငြိမ်းချမ်းစေတဲ့အတွေးမျိုးတွေဒီစိတ်ကိုပျော်ရွှင်စေတဲ့အတွေးမျိုးတွေကိုတွေးပေးရမယ်အဲ့တော့ဒုတိယတစ်ချက်ကျတော့ဘာလဲဆိုတော့ဆိုးကျိုးတွေကိုတွေးပေးရမယ်ဒီ negative thought တွေတွေးခြင်းအပြင်ဘာဆိုးကျိုးရနိုင်လဲဆိုတဲ့အကြောင်းကိုတွေးခိုင်းတယ်ပေါ့နော်ဒီကိုကဒေါသဖြစ်တယ်ဆိုတဲ့အကြောင်းမှာအဲ့ဒီဒေါသကိုပဲအစမပြတ်တွေးနေကိုယ်အတွက်လည်းမဟုတ်တခြားလူတွေအတွက်ထိခိုက်စေနိုင်တယ်ဆိုတဲ့ဟာကိုတွေးကြည့်ရမယ်စဉ်းစားကြည့်ရမယ်အဲ့လိုစဉ်းစားတဲ့အခါမှာကိုကတခြားလူတွေလည်းဒုက္ခရောက်တယ်ဆိုရင်သိလာတဲ့အခါမှာတွေးတွေကတဖြည်းဖြည်းချင်းစိတ်ကနေရှောင်ခွာသွားတတ်တယ်ဆိုတဲ့အကြောင်းကိုပြောထားတယ်တတိယတစ်ချက်အနေနဲ့ကျတော့အာယုံမဆိုင်ပဲနဲ့ပေါ့နော်အတွေးတွေကိုအာယုံမဆိုင်ပဲနဲ့ထားပါအတွေးဆိုတဲ့မျိုးကအာယုံဆိုင်လို့နေပို့ပြီးတော့ကြီးထွားလာတဲ့ဖြစ်တဲ့ကြောင့်မလို့ကိုကတစုံတယောက်ကိုပဲဒေါသဖြစ်နေပါစေစိတ်ဆိုးနေပါစေအဲ့ဒီဟာဆက်ပြီးတွေးပြီးဆိုရင်တရားကိုပဲဒေါသဖြစ်စိတ်ဆိုးအဲ့လိုမျိုးဖြစ်တဲ့ကြောင့်မလို့ဆက်မတွေးတော့ဘဲနဲ့လွတ်ထားဖို့ပြောထားတယ်ဥပမာလေးကတော့ဒါကလေးတယောက်လေချလို့ငိုတဲ့အချိန်မှာမိဘအကျူမဆိုင်ပဲနဲ့လွတ်ထားတယ်လို့မျိုးပေါ့နော်အဲ့လိုလွတ်ထားလိုက်တဲ့အချိန်မှာကလေးကလည်းမောပြီးအငိုရက်သွားတယ်ကျွန်တော်တို့အတွေးကိုလည်းအဲ့လိုလွတ်ထားမယ်ဆိုတဲ့အကြောင်းလေးကိုပြောပြထားပါတော့အာယုံမဆိုင်ပဲနဲ့လွတ်ထားမယ်ဆိုတဲ့အကြောင်းပြောပြထားနံပါတ်4တစ်ချက်ကကျတော့တို့ရဲ့အတွေးဖြစ်စဉ်ကိုrelax အနေနဲ့ဖြေလျှော့ရမယ်ဘယ်လိုဖြေလျှော့ရမလဲဆိုတဲ့အခါမှာကျွန်တော်တို့အတွေးကအနှုတ်တဘောဆောင်တဲ့အတွေးဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ကိုအနှောက်အယှက်ဖြစ်စေတယ်စိတ်ကိုဒုက္ခဖြစ်စေတယ်ပူပန်စေတယ်ဗျာအာယုန်တွေလည်းပြန့်လွင့်စေတယ်အဲ့ဒီအစားဘယ်လိုဖြေလျှော့ရမလဲဆိုတော့ကောင်းတဲ့အတွေးလေးတွေနဲ့ဖြေလျှော့ဖို့ပြောထားတယ် positive thinking ပေါ့မေတ္တာကရုဏာတွေနဲ့ပတ်သက်တဲ့အတွေးမျိုးတွေးပြီးတော့လုပ်ဖို့ဖြေလျှော့ဖို့ပြောထားတယ်နောက်ဆုံးနံပါတ်5တစ်ချက်ကကျတော့ဒီတတိတရားလေးနဲ့အတွေးတွေကိုခြေဖြတ်ဖြစ်ဖို့ပြောထားတယ်အဲ့လိုခြေဖြတ်ဖို့ဆိုရင်ညမှာခိုင်မာတဲ့ဆုံးဖြတ်ချက်ကျွန်တော်ချဖို့လိုအပ်တယ်ငါဒီမကောင်းတဲ့အတွေးမျိုးငါမတွေးဘူးငါတွေးဆိုပြီးတော့ဆုံးဖြတ်ချက်ချထားဖို့လိုအပ်တယ်ဒီအဆင့်ကိုကျတော့ဗုဒ္ဓကဒီအပေါ်ကအဆင့်၄ဆင့်ကိုကောင်းကောင်းအောင်နိုင်တဲ့သူကိုပဲဒါသူပြောထားပါတော့လှုပ်ကြည့်ဖို့လေ့ကျင့်ကြည့်ဖို့ပြောထားတယ်တကယ်အတွေ့အကြုံရှိတဲ့သူအတွက်ပဲလေ့ကျင့်ဖို့ပြောထားတယ်ဒီနံပါတ်5တစ်ချက်ကဘာနဲ့တွားတူလဲဆိုတော့ကျွန်တော်နံပါတ်3အဆင့်နဲ့တွားတူတယ်နံပါတ်3အချက်နဲ့တူတယ်ဘာလို့ဆိုတော့ကိုကပေါ့ကွာဒီ negative thought တွေကိုမတွေးဆိုပြီးတော့ကျွန်တော်ဆုံးဖြတ်ချက်ချပြီးအတင်းကျပ်ဖိအားပေးနေပြီဆိုရင်တွားပြီးအာရုံစိုက်တယ်လို့ဖြစ်သွားတဲ့အတွက်ကြောင့်မလို့
ပေါ့နော်အားကြောင့်မလို့ဗုဒ္ဓကလည်းပြောထားတာနံပါတ်5တစ်ဆင့်ကိုကြတော့အတွေးအကြုံများတဲ့သူလေ့ကျင့်ထားတဲ့သူလုပ်ကြည့်ဖို့ပြောထားတယ်လူတိုင်းအတွက်မထောက်ခံတာပေါ့နော်ဒီအောက်ဆုံးဒီနံပါတ်5တစ်ချက်ကိုမလုပ်နဲ့ရတာဆိုရပါတယ်ဒီဆင့်4ဆင့်ကိုအရင်ဆုံးကျွန်တော်တို့လေ့ကျင့်ပြီးတော့နေ့စဉ်မပြတ်ပေါ့နော်လေ့ကျင့်ပြီးတော့အဆင်ပြေနဲ့ကျွန်တော်ထိန်းချုပ်သွားဖို့လုပ်လို့ရတယ်ပေါ့နော်အဲ့လိုမှကျွန်တော်လက်ရှိဘဝကိုလည်းအထာကြကြနဲ့ပျော်ပျော်ရွှင်ရွှင်ဘဝကိုဖြတ်သန်းနိုင်မှာဖြစ်တယ်ကျွန်တော်ခုမျှဝေပေးခဲ့တာတရားဗုဒ္ဓဘာသာပေါ့နော်ဗုဒ္ဓရဲ့အဆုံးအမတွေနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓညွှန်ကြားထားတဲ့ဟောကြားထားတဲ့ဒီအဆင့်လေး5ဆင့်ကျွန်တော်လေ့ကျင့်ပြီးတော့စိတ်ကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့အကြောင်းမျှဝေပေးခဲ့တာဖြစ်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ပျော်ရွှင်စရာနေ့လေးတစ်နေ့ဖြစ်ကြပါစေ